နထိုးကြီးမှာ NUG ရဲ့မြေအောက်စေယုံကိုစေအုပ်စုမိုင်းခွဲဖျက်ဆီးပြီးအောင်ပွဲခံစေအုပ်စုကစေယုံစေကန်နဲ့စာတင်ကျောင်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေမင်္ဂလာပါနောက်ဆုံးရသတင်းများတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမြင်းချံခရိုင်နထိုးကြီးမြို့နယ်ရှိအမျိုးသားညီညွတ်ရေးအစိုးရ NUG ဦးဆောင်တည်ဆောက်တဲ့လဲပတ်နေတဲ့မြေအောက်စေယုံတယုံကိုအာဏာသိမ်းစေအုပ်စုကဖေဖော်ဝါရီ19ရက်မှာစီးနင်းပြီးမိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ဒေသခံသတင်းအရင်းမြစ်တွေကပြောပါတယ်နထိုးကြီးမြို့နယ်မြောက်ချမ်းမြင်းချံနဲ့အဆက်ပဲကင်းကြီးရွာနီတည်ဆောက်ထားတဲ့ NUG ရဲ့မြေအောက်စေယုံကိုစေအုပ်စုကရှာဖွေတွေ့ရှိပြီးတဲ့နောက်အင်အားသုံးစီးနှင်းကမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။လူအထိခိုက်မရှိဘူးဒီဘက်ကနေစုပ်ပေးထားလို့ဝင်ပြီးတော့ဖျက်ဆီးသွားတာစစ်ကြောင်းတွေကအခုထိအဲ့ဒီဘက်မှာထိုးနေတော့မယ်စစ်ကြောင်းတွေဝင်လာတော့စုပ်ပေးထားတာလို့ဖြစ်စဉ်ကိုတည်တဲ့ဒေသခံသတင်းအရင်းမြစ်တွေကပြောပါတယ်။အဲ့ဒီမြေအောက်စေယုံကို2025ခုနှစ်တွင်တည်ဆောက်ခဲ့တာဖြစ်ပြီးအသုံးပြုလက်ပတ်နေတာမကြသေးဘူးလို့ဒေသခံသတင်းအရင်းမြစ်တွေကပြောပါတယ်။ပြီးခဲ့တဲ့နှစ်ကမှစေယုံကစောက်တာစေကူတာတွေလည်းလုပ်ပေးနေပြီးအရှင်ကအဲ့ဒီနေရာကနေထွက်ပြေးသွားတဲ့သူတွေရှိခဲ့ဘူးတော့သတင်းပေါက်တာဖြစ်နိုင်တယ်အဲ့ဒီနထိုးကြီးမြို့နယ်ရဲ့ရှင်မြေအောက်စေယုံကိုကျပ်သိန်း1000ကျော်အကုန်ကြားခံတိစောက်ထားတာဖြစ်ပြီးဂရင်တရားဆန့်စေယုံဖြစ်တယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပကဖတာဝန်ရှိသူကသတင်းမီဒီယာတချို့ကိုဖြေဆိုထားတာတွေ့ရပြီးသတင်းဌာနအနေနဲ့နထိုးကြီးမြို့နယ် NUG တာဝန်ရှိသူတွေကိုဆက်သွယ်နေဆဲဖြစ်ပါတယ်မန္တလေးမြို့နန်းတွင်မြို့မှာအခြေပြုတဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခလအောက်ခံစေအုပ်စုကလွန်ခဲ့တဲ့2လကျော်2025ခုနှစ်ကုန်ပိုင်းကလေးကနထိုးကြီးမြို့နယ်တဲ့ရွာစင်ပတ်မွေစစ်ကြောင်းထုတ်ကလူသက်လူရက်မိရှုနေတာဖြစ်ပါတယ်။အဲ့ဒီလပခလအောက်ခံစေအုပ်စုကပဲကင်းကြီးရွာအနီးရှိမြေအောက်စေယုံကိုစီးနှင်းပြီးတဲ့နောက်စေယုံကိုမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။မြေအောက်စေယုံကိုအပိုင်းလိုက်ခွဲပြီးမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တာနဲ့ပတ်သက်ပြီးစေအုပ်စုကရုပ်တံဖိုင်ထုတ်ပြန်ကမြေအောက်စေယုံကိုဖျက်ဆီးနိုင်ခဲ့ကြောင်းအောင်ပွဲခံသတင်းဖြန့်ပါတယ်။စေအုပ်စုကနိုင်ငံတော်ဝန်ရှိအမြတ်သားပြည်သူတွေကိုနေ့စဉ်ပုံကျဲတပ်ဖြတ်နေသလိုစေယုံစေကန်နဲ့စတင်ကြောင်းတွေကိုလည်းပြတ်မှတ်ထားပုံကျဲဖျက်ဆီးနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2025တနှစ်တာအတွင်းစေအုပ်စုကနိုင်ငံတော်ဝန်လီကြောင်းပုံကျဲတိုက်ခိုက်လို့အရသားပြည်သူ2320ကျော်တည်ဆုံပြီး4140ကျော်ဒဏ်ရာရကနေအိမ်3580ကျော်ပညာရေးဆိုင်ရာအဆောက်အုံ100ကျော်ကျန်းမာရေးဆိုင်ရာအဆောက်အုံ30ကျော်နဲ့ဘာသာရေးဆိုင်ရာအဆောက်အုံ190ပျက်စီးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်။အာဏာသိမ်းကာလ9နှစ်အတွင်းစေအုပ်စုကနိုင်ငံတော်ဝန်ရှိအရသားပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှု4950ကြိမ်ကျူးလွန်ခဲ့ပြီးအပြစ်မဲ့အရသားပြည်သူ9188ဦးတည်ဆောင်ကစေယုံကျောင်းနဲ့ဘာသာရေးအဆောက်အုံ1282ခုပျက်စီးဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။စေအုပ်စုရဲ့ပုံကျဲလက်နက်ကြီးထူစစ်ကြောင်းထူတပ်ဖြတ်မှုတွေအတွင်းဒဏ်ရာရတဲ့ပြည်သူတွေဟာလုံလောက်တဲ့စေဝါကုသခွင့်မရဘဲဖြစ်နေပါတယ်။စိုးမိုးနယ်မြေအတွင်းရှိပြည်သူတွေကိုစေဝါကုသပေးနိုင်ဖို့မြေအောက်စေယုံတွေတည်ဆောက်နေတယ်လို့ NUG ဝန်ကြီးဒေါက်တာဇော်ဝေဆိုကပြီးခဲ့တဲ့2025အောက်တိုဘာတွင်ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။နထိုးကြီးမြို့နယ်မြောက်ချမ်းကို2လကျော်ကြာရွာစဉ်ပတ်မွေစစ်ကြောင်းထိုးနေတဲ့စေအုပ်စုကကျင်းရွာတွေကိုမိရှို့ဖျက်ဆီးတာလူရက်တာအမျိုးသမီးတွေကိုအဓမ္မပြုကျင့်တာတွေကျူးလွန်နေပြီးစေအုပ်စုရန်ကြောင့်ကျင်းရွာ90နီးပါးကတောင်းနဲ့ချီတဲ့ပြည်သူတွေစစ်ဘေးရှောင်ထွက်ပြေးနေရတာ2လကျော်ကြာရှိလာပြီးစားနပ်ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့စစ်ရှောင်ပြည်သူတွေကိုကူညီပေးနေသူတွေကပြောပါတယ်။နထိုးကြီးမြို့နယ်ရှိ NUG ရဲ့မြေအောက်စေယုံကိုအပိုင်းလိုက်ခွဲပြီးဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းအာဏာသိမ်းစစ်အုပ်စုကအောင်ပွဲခံသတင်းတွေကိုလည်းဖြန့်ခဲ့ပါသေးတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့မင်းအောင်လှိုင်ရဲ့ကျိုးစင်နိုင်ငံရေးနဲ့စစ်တပ်ကတင့်ကိုအလိုမရှိတော့ပါဆိုတဲ့ဆောင်းပါးတင်ဆက်ပေးပါမယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ကအစိုးရတစ်တရဖန်တီးမယ်ဆိုတဲ့ကတိစကားနဲ့အတူ၎င်းရဲ့လက်အောက်ခံစစ်ရာရှိတွေကိုစင်ပေါ်တင်မဲ့သူတင်ကျိုးစင်တင်မဲ့သူတင်နဲ့ရွှေကောက်ပွဲအလွန်နိုင်ငံရေးကစားကွက်ကိုစတင်လိုက်ပါပြီ။ပြည်ရင်းပြည်ပကလက်မခံတဲ့ရွှေကောက်ပွဲကိုအတင်းအဓမ္မပြုလုပ်ပြီးတဲ့နောက်စစ်ရေးရှုံးနိမ့်မှုတွေနဲ့အတူပျက်စီးသွားတဲ့အုပ်ချုပ်ရေးစီးပွားရေးရန်ရာတွေတက်လက်ညှိုးထိုးအပြစ်တင်ဖို့အတွက်လက်ကင်တုပ်စစ်ရာရှိတွေကိုစတီးဖယ်ရှားတဲ့လုပ်ရက်တွေကိုအစီအစဉ်တကျလှုပ်ဆောင်လာပါတယ်။2026ဇန်နဝါရီ29ရက်ကစစ်ကောင်းဆောင်အတွက်အရှံရစီနဲ့အပြင်ထိန်လန့်မှုပါဖြစ်စေခဲ့တဲ့နေ့ရက်ဖြစ်ပါတယ်။မန္တလေးနန်းတွင်းကိုစစ်ကောင်းဆောင်ရောက်ရှိနေချိန်မှာ BWN အဖွဲ့ကရှော့တိုက်တုံးနဲ့ပြစ်ခတ်ခဲ့တာကြောင့်စစ်ကောင်းဆောင်ကနေပြီးတော့ကိုနေရင်းချင်းထွက်ပြေးခဲ့ရပါတယ်။စစ်ကောင်းဆောင်ရဲ့ထိန်လန့်မှုကလူမြင်ကွင်းရှိမှာပဲရက်တန်ကြာပျောက်ဆုံးခဲ့တဲ့အထိဖြစ်ခဲ့ရတာပါ။ဒီဖြစ်စဉ်မှာလုံခြုံရေးရှော့ပေါ်တယ်လို့ဆိုပြီးအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခဒုတိယတိုင်းမှဗိုလ်မှူးချုပ်လင်းနိုင်စိုးနဲ့တပ်မ69တပ်မမှုတို့ကိုဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။စစ်ကောင်းဆောင်မရောက်လိုက်က၎
ကောင်းရဲ့အာဏာတည်မြဲရေးအတွက်စစ်ဘက်အရာရှိတွေကိုတပ်မတော်အဥပဒေတိုင်းအရေးယူတယ်လို့အကြောင်းပြချက်ပေးပြီးအပြင်းအထန်အရေးယူလျက်ရှိပါတယ်။စစ်စခန်းဆွန့်ခွာမှုနဲ့စစ်ရှုံးမှုတွေကြောင့်စစ်ဘက်အရာရှိ6ဦးကိုကျိုးမိန်တည်တဲ့နှစ်ရှည်ထောင်ဒဏ်များချမှတ်လိုက်ပါတယ်။အရှိပိုင်းတိုင်းစစ်ဌာနချုပ်ရပါခတိုင်းမှုဟောင်ဗိုလ်ချုပ်နိုင်စောဦးကိုလက်စားမှုနဲ့ထောင်ဒဏ်20စာတတ41ဆင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါခဖြူဟာမှုကိုကျိုးမိန်တည်တဲ့စာတတ43ဆင်အမှတ်5စစ်စင်ကုတ်ကဲမှုဌာနချုပ်တပ်မမှုကိုထောင်ဒဏ်10နှစ်စာတတ45ဆင်တပ်မ33တပ်မမှုကိုထောင်ဒဏ်14နှစ်ချမှတ်ခဲ့ပါတယ်။ရပါခတိုင်မှုကိုလက်စားမှုနဲ့ပတ်သက်ပြီးပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပြီးကြံရရှိတွေရဲ့အမှုတွေကစည်ရေးရှုံးနိုင်ခြင်းနဲ့စကန်းဆွန့်ခွာထွက်ပြေးမှုတွေကြောင့်ပြစ်ဒဏ်များချမှတ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။တည်တဲ့နဲ့နှစ်ရှည်ထောင်ဒဏ်များချမှတ်ရတဲ့အထိအရေးယူခံရမှုမှာစစ်ကောင်ဆောင်မှာဥပဒေပုံမှန်များတတ်ထားတော်လဲအဓိကမှာစစ်ရှုံးလို့တပ်စခန်းများဆွန့်ပစ်ပြီးထွက်ပြေးတာကိုလက်မခံနိုင်လို့အပြင်းအထန်အပြစ်ပေးတာဖြစ်ပါတယ်။တမတော်အဥပဒေပုံမှန်32ကကြီးစစ်စင်ရေးတာဝန်ကျနေရမှာစုခွာခြင်းဒါမှမဟုတ်အခြားတဦးကိုစုခွာဖို့ဖိအားပေးခြင်းတိုက်တွန်းခြင်းစတာတွေတို့ကြောင့်ချမှတ်တဲ့ပုံမှန်32ကကြီးအထက်ရရှိကပေးအပ်တဲ့စစ်စင်ရေးတာဝန်ကိုလိုက်နာရင်ပြက်ကွက်မှုစားတဲ့ပုံမှန်တွေနဲ့အရေးယူခြင်းဖြစ်စင်ရေးရှုံနိုင်ခဲ့တဲ့စစ်ရရှိများမှာစစ်ကောင်ဆောင်များပြေးမလွတ်ပါဒါပြင်2019စစ်စင်ရေးတွင်ရှုံနိုင်ခဲ့ရတဲ့စစ်တိုင်းမှုများစစ်နီးပြူဟာများတမမှုများအထက်ပေါ်ပြပါပုံမှန်တွေနဲ့တရားစွဲဆိုခံရပြီးအကျဉ်းထောင်တီတီမှာဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်ရခိုင်ပြည်မှာအရခတက်တော်အရင်အောင်ပွဲတွေကြောင့်စစ်ကော်မရှင်က3မြို့နယ်ခန့်သာအုပ်ချုပ်နိုင်တော့တဲ့အခြေအနေကိုဆိုက်ရောက်နေပါတယ်။အုပ်ချုပ်ခွင့်ရနေတဲ့3မြို့နယ်အတွင်း2မြို့နယ်မှာဆက်ဆိုင်နေရပြီး1မြို့နယ်ကိုလည်းမိုင်းပတ်လေခင်ပြီးစစ်သင်းမောတွေပတ်လေချထားရတဲ့ဒီကြောက်ရွံ့နေရပါတယ်။စစ်ကောင်ဆောင်အုပ်ချုပ်ခွင့်ရနေတဲ့ကြောက်ဖြူမှာအင်အားထောင်ချီတုံးထားပြီးအားထားရတဲ့ရေတပ်ဌာနချုပ်နီထွက်လာသမျှစစ်ကော်မရှင်ရဲ့စစ်ကြောင်းကိုအေအေကစတိုက်ခိုက်ထားပါတယ်။စစ်တွေမှာလည်းအေအေကအမြင့်ပြုတ်လိုက်တဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခပြောင်းလဲဖွင့်လှစ်ထားရာစစ်တွေဓာတ်ကဆအတွင်းကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်ခံနေရပြီးစစ်စခန်းများရှိရာအမြင့်ကျွန်းပါတလိတ်ခန်းကော်ကျတို့မှာဇက်တိုက်ခိုက်ခံနေရပါတယ်။ကြံပြည်နယ်14ခုမှာအေအေလက်အောက်လုံးဝကြားရောက်သွားပြီးတဲ့နောက်ရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့ဒေသတွေပါအေအေရဲ့ချိန်ချမှုကိုခံနေရတာဖြစ်ပါတယ်။တောင်ကုန်းနဲ့ဆက်ဆက်နေတဲ့ဗရောင်းတက်နဲ့အနဲ့ဆက်ဆက်နေတဲ့ဗရန်တက်နဲ့ခွာနဲ့ဆက်ဆက်နေတဲ့တာမောင်းအချုံဆိုရရဲ့ပဲခူးတိုင်းမကွေးတိုင်းအေရရီတိုင်းတို့မှာစစ်ကောင်ဆောင်အတွက်ရခိုင်ပြည်ပမှာအေအေရဲ့ချိန်ချခြင်းကိုခံနေရပါတယ်။စစ်ပွဲတာရှိခြင်းစစ်အင်အားပြောင်းတည်ခြင်းတိုက်ခိုက်လို့စိတ်မရှိခြင်းတိုက်ခိုက်ရေးစွမ်းရင်ကြာဆင်းခြင်းညွှန်ကြားချက်ညံ့ဖျင်းတာတွေကြောင့်နေမြေများဆုံးရှုံးရမှုကိုဦးဆောင်ကိုခဲ့တဲ့စစ်ဗိုလ်ချုပ်တွေကခေါင်းခံလိုက်ရပါတယ်။အခုအခါဖေဖော်ဝါရီလရက်ပိုင်းတွင်းကပဲရခိုင်ပြည်နယ်မြေမှာစစ်ရှုံးခဲ့ရတဲ့ဒုတိယဗိုလ်မှူးကြီးအစဉ်အရာရှိ3ဦးကိုစစ်ကုံရုံးမှာတည်တံနဲ့နှစ်နှစ်ဆန်းစတဲ့ထောင်ဒဏ်များချမှတ်ခဲ့ပါတယ်။ရခိုင်စစ်မျက်နှာမှာစစ်ရှုံးခဲ့တဲ့ခလာရ263တန်ရင်မှုဒုတိယဗိုလ်မှူးကြီးစန်းကျော်သူကိုတည်တံချမှတ်ခဲ့တယ်လို့ခမာယာ350နဲ့တန်ရင်မှုဒုတိယဗိုလ်မှူးကြီးတိုးဝင်းမြင့်နဲ့စကက19မှာပြူဟာမှုဒုတိယဗိုလ်မှူးကြီးကျော်စင်တန်းတို့ကိုထောင်ဒဏ်20စီချမှတ်ပြီးစစ်တွေထောင်ကိုပို့ဆောင်ထားပါတယ်။ဒါအပြင်ကြောက်တော်တိုက်ပွဲမှာစကန်ဆုံးကထွက်ပြေးတဲ့ပြူဟာမှုအဆင့်2ဦးနဲ့ပိုကြီးအဆင့်3ဦးကိုစစ်ခုံရုံးတင်ကတည်တံများချမှတ်ခဲ့ပါသေးတယ်။တနစ်ကျော်ကြာတိုက်ခိုက်နေရတဲ့ကချင်ပြည်နယ်ဗမော်စစ်မျက်နှာမှာကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ထိုးစစ်ကြောင့်စစ်ကော်မရှင်ဘက်မှပြူဟာမှုနဲ့တရင်မှုများအစုလိုက်ပြုံလိုက်တည်ဆုံနေပါတယ်။ဗမော်ကလာရ48မှပြူဟာမှုဆက်လက်နဲ့စုဆောင်ရေးတက်ခွဲစာစာနာ641မှတရင်မှုနဲ့ဒုတိယတရင်မှုတို့က KIA ရဲ့ပိတ်ဆို့တိုက်ခိုက်ခြင်းခံရပြီးဒီဇင်ဘာ25ရက်နေ့မှာတည်ဆုံခဲ့ပါတယ်။ဗမော်ရှိစစ်ကော်မရှင်ခြေကုပ်ပြန်လည်ရယူထားတဲ့နည်းပညာတက္ကသိုလ်ထောက်ပံ့တဲ့ပို့ဆောင်ရေးတပ်ထားပါရ933ရဲ့ခြေကုပ်စခန်းတွေအပြင်အခြားကာကင်းစခန်းတွေပါလက်လွတ်ခဲ့ရပြီးတပ်ချက်ကာနဲ့တင်ကားတချို့ပါဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။အဲ့ဒီရှုံနေမှုအတွက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာပါကဒုတိယတိုင်းမှုဗိုလ်မှူးချုပ်ရာစာထွန်းကိုနေပြည်တော်ခေါ်ယူပြီးစစ်ကုံရုံးတင်စစ်ဆေးနေပါတယ်။ဒါအပြင်2019စစ်စင်ကာလအတွင်းကကချင်ပြည်နယ်တပ်စခန်းများမှာဆုတ်ခွာပြေးခဲ့တဲ့ဗိုလ်မှူးကြီးနဲ့အဖွဲ့ကိုပါနှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့တာပါ။လူပီနာခတာ1002နေကြားဆောင်စစ်တပ်စခန်းတိုက်ခိုက်ခံရချိန်မှာပြူဟာမှုတိတ်ဆုံသွားပြီးအဆိုပါပြူဟာမှုနဲ့အတူအသေးခံခြင်းမရှိဘဲအသက်လူထွက်ပြေးသွားတဲ့တပ်ရေးဗိုလ်ကြီးနဲ့အဖွဲ့ကိုထောင်ဒဏ်10နှစ်မှ20တိချမှတ်ပြီးမြကြီးနားထောင်ကိုတိုက်ရိုက်ပို့ခဲ့ပါတယ်။စစ်ကောင်ဆောင်က၎င်းလက်အောက်ရှိထိတ်တန်းရာရှိတွေကစည်ရေးအခြေမလာတဲ့အနေအထားတစ်ခုမှကဲထုတ်ဖို့အကူအညီတောင်းခံမှုတွေကိုလစ်လျူရှုပယ်ချခဲ့ကြောင်းတာရကများစွာရှိပါတယ်။ခလာရ49ဗျူဟာမှုနဲ့ဖွဲ့ပေးမိနေချိန်မှာလေကြောင်းအကူအညီပေးဖို့ကဲထုတ်ရဲ့အကူအညီတောင်းခံမှုတွေရှိတော့လဲအသေးခံခိုင်းငင်တွေကိုသိရပါတယ်။အဲဒီလိုကိုအချင်းချင်းတက်ကွင်းနဲ့ပြစ်ထားခဲ့မှုနဲ့စစ်တပ်ပြန်မဆုံနိုင်တဲ့ပုံကျဲမှုတွေမှာဒုတိယအကြိမ်ဖြစ်ပါတယ်။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခပိတ်ဆို့တိုက်ခိုက်ခံရစဉ်ကလည်းနာပါခဒုတိယတိုင်းမှုဗိုလ်မှူးချုပ်တောင်တော်တိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်တန်းတို့အဖွဲ့
ကယ်ထုတ်ဖို့ရဟတ်ယာဉ်နဲ့အကူခေါ်ခဲ့တော့လဲဂျက်ဖိုက်တာနဲ့နပခမှာဘုံကျဲခဲ့ပါတယ်စစ်ကောင်ဆောင်က၎င်းရဲ့ယာဒူနီယာကိုချိန်ချောက်လာနိုင်တဲ့ဒုတိယဗိုလ်ချုပ်ကြီးစိုးတော့မိုးမြင့်ထွန်းနဲ့ရန်အောင်စိုးတို့ကိုလည်းခြာစားပုံမှန်တွေတက်ပြီးအပီးနိုင်ဖယ်ရှားခဲ့ပါတယ်အဆိုပါစစ်ဗိုလ်ချုပ်ကြီးတွေကိုနေရာရပိုင်ခွင့်အတွက်ယာဒူတိုးပေးခြင်းလုပ်ပိုင်ခွင့်အလွဲသုံးစားလုပ်ခြင်းအကျင့်ပြတ်ခြာစားမှုများရှိခြင်းစတဲ့ပုံမှန်တွေနဲ့ဖမ်းဆီးပြီးပိုင်ဆိုင်မှုတွေတင်ကပြစ်ဒဏ်ကြီးများချမှတ်ခဲ့ပါတယ်အဲဒီသူတို့ရဲ့အဓိကပြစ်မှုမှာတော့အာဏာခွဲဝေမှုပဋိပက္ခဖြစ်ပေါ်လာခြင်းနဲ့စစ်တပ်တွင်စုပုံမှုအပြင်စစ်ကောင်ဆောင်ရဲ့ယာဒူနီယာအခြေမခိုင်တော့တဲ့အခြေအနေကိုဆိုက်ရောက်လာတဲ့အတွက်လက်စားမှုခြစားမှုတွေနဲ့ခေါင်းမဖော်ရတဲ့ပုံမှန်တက်ပြီးဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ရွေးကောက်ပွဲကျင်းပပြီးအစိုးရတစ်တရက်ကိုအာဏာလွှဲမယ်လို့အတန်ကောင်းဟင်းနေတဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကအာဏာအသေးသက်လိုအပ်နေတဲ့ကြံ့ခိုင်ပါတီဝင်စစ်အရာရှိအိုကြီးတွေနဲ့အပြိုင်၎င်းရွေးချယ်လိုက်တဲ့ထိပ်တန်းအရာရှိတွေကိုရွေးကောက်ပွဲဝင်စေခဲ့ပါတယ်။အတူရောက်ရွေးကောက်ပွဲမှာတဆင်အစိုးရတစ်ဖွဲ့ဖို့အတွက်၎င်းရဲ့လက်ယုံတော်ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ညိုစောအောင်လင်းတွင်မြာထုံဦးတင်စားကျော်စတဲ့စစ်ဗိုလ်ချုပ်တွေကလွတ်တော်တီတီမှာနေရာဝင်ယူဖို့အတွက်အသင့်ရှိနေခဲ့ပြီဖြစ်ပါတယ်။၎င်းတို့နေရာယူခဲ့ကြတဲ့အတွက်ကျန်းဖို့ပါတီမှမူလရွေးချယ်ထားတဲ့စစ်အရာရှိဟောင်းကိုယ်စားလှယ်များနေရာဖက်ပေးခဲ့ရမှုအပေါ်ကျန်းဖို့ပါတီအတွင်းမကျေနပ်မှုတွေဖြစ်ပွားခဲ့တော့လဲအခုအာဏာလက်ကန်ရရှိထားတဲ့စစ်ကောင်ဆောင်ကိုမလွန်ဆန်နိုင်ဘူးလို့သိရပါတယ်ရှင်